မှတ်တော့မရသေးဘူး214 player လေ Okay နောက်ဘက်ချမ်းကိုတော့ပြန်တော့ရွှေ့လာပြီဗျလက်ထဲမှာတော့ကြွက်ပစ်လေးတစ်လက်ပဲရှိတယ် Vast တောင်မရသေးဘူးဒီလိုကွက်ကြီးอ่ะစိုးတယ်ဗျနော်ဝိုးဘတ်တဆိုင်လဲဆိုင်မဆိုင်ကြတော့သိရမှာ तू လဲ item မရကိုလဲလူမရ तू လဲလူမရဟာလားအချိန်ကြီးပုတ်တာပေါ့ဗျာနော်မနိုင်နဲ့တော့ပြီကဲနောက်မှာကျွန်တော်တို့214 player Hades ကတော့ Bucky လေးနဲ့ဝင်လာမဲ့ပုံစံတော့ရှိအိုးနော်ဘေးသား ABC player တယောက်ကတော့မှောက်သွားပြီကြည်အောင်လို့ဘာလို့နေကြလဲကြည်အောင်ရောက်နေစိတ်မင်းလိုက်တိုင်းစော့နေတာပါတဲ့ဒုက္ခပဲရောက်ရေစိတ်မင်းလိုက်တိုင်းစော့နေတာပါတဲ့ရှိုးနားရနော်အေးတေးပြီပေါ့ဟိုကောင်နောက်ကနေထောက်ပေးတာတယ်ဗျနော်နောက်ကထောက်ပေးတာတော့ဒါ0ကလည်း sorry 0လား0လား0ကလည်းထွက်လာလို့မရဘူးဗျထွက်ပစ်လို့မရအောင်နောက်ကထောက်ပေးတာထွက်ပစ်တဲ့ကောင်သိမှာကျိုးရောက်စိတ်ပေးလိုက်တယ်စော့နေတယ်လို့စိတ်ပေးလိုက်တယ်စော့နေတာမင်္ဂလာပါဖေးစစ်မင်္ဂလာပါခင်ဗျာကဲကြည့်နေပေါ်လာတကယ်ချင်းနဲ့တဲလေးလက်မလေးဟာလေးဝိုးလေး reaction လေးလာတာပေါ်နှိပ်ပြီးတော့စိတ်မင်းလိုက်ပဲစော့နေရောက်နေကြားတယ်ကွာမင်းတို့ကောင်အေးအမစပခုတ်တယ်လို့ပဲခုံပြီးတော့ပြစ်သွားတာရောက်အေးအဆွဲကျင်တယ်ဒီကောင်လေးဝေါ်ပြေုံထွက်လို့လည်းမရဘူးဗျာဝေါ်ပြေုံထွက်ဟိုဘက်က214 player တွေကထောက်ထားတာဆိုတော့သူတို့အပြေုံမထွက်ရဘူးဖြစ်နေတယ်ရတယ်လို့လေးပဲ better side နေတယ်လောက214 player တယောက်ကတော့နောချထားခင်ရပြီအော်ရောက်အပါခေါ်ပြီးတာရောက် fat blood okay Hades fat blood တော့ယူသွားပြီဗျအိမ်ထဲမှာပဲကျွန်တော်တို့ booster လေးတော့ booster